ကဲဒီနေ့မှာတော့ N3 ရှင်းခန်းဆန် grammar တွေကပထမဆုံးခန်းမှာတွေ့ရမယ်တုတ်ခိဆိုတဲ့ grammar လေးနဲ့ဒါကိုရီးယားတော့ N5 N4 တော့သင်ထားတဲ့ grammar လေးပေါ့နော်အဲ့ဒီဟာကိုဒီ N3 ရောက်လို့ရှိရင်ကြတော့တခြားအဓိပ္ပာယ်တူတဲ့စကားလုံးလေးတွေလည်းသုံးလို့ရတယ်ဒါပေမဲ့အခြေအနေတော့မတူဘူးပေါ့နော်အဲ့တော့ဘယ်စကားလုံးတွေကိုဘယ်လိုအခြေအနေမှာသုံးမလဲဆိုတာလေးကိုအသေးစိတ်လေ့လာကြည့်ရအောင်နော်ပထမဆုံးတွေ့ရမှာက uchini ဆိုတဲ့ grammar လေးဦးချင်းကိုမြန်မာလိုပြန်ရင်တော့ဒီအဓိပ္ပာယ်ပြန်တော့အတော်အတွင်းမှာဆိုပြီးပြန်လို့ရတယ်။ဟုတ်ပြီသူ့ကိုဘယ်လိုအခြေအနေမျိုးမှာသုံးလဲဆိုရင်တော့ပထမဆုံးချက်ကအခွင့်အရေးရတော့အခွင့်အရေးဆိုတာဘယ်လိုမျိုးလဲဆိုရင်တော့ဒီတိုကျိုကိုရောက်တဲ့ချိန်မှာဆိုရင်တော့တိုကျိုတာဝါကိုရအောင်လို့သွားလဲမယ်။ဒါဆိုတိုကျိုမှာရှိနေတော့မဲ့သွားလဲလို့ရမယ်အခြေအနေမျိုးပေါ့နော်။အဲ့ဒါမျိုးပြောချင်တာနောက်တစ်ခုကကြတော့အခြေအနေတွေပုံသဏ္ဍာန်တွေမပြောင်းခင်မှာလှုပ်ဆောင်တာ။ဥပမာခောက်ဆွဲပြုတ်စားမယ်ဆိုလို့ရှိရင်ပူတော့မှစားလို့ရှိရင်အရသာရှိတယ်။အဲ့တော့မအေးခင်မှာလှုပ်ဆောင်မယ်ဆိုတာမျိုးပြောချင်လို့ရှိရင် uchini grammar လေးကိုသုံးပေးပါတယ်အဲ့တော့ဒီ verb ဆိုလို့ရှိရင်တော့လက်ရှိအခြေအနေကိုသုံးချင်ရင်ဒီ jishoke dictionary form သုံးလို့ရတယ်အငင်း form ဆိုတော့ night case ဆိုပြီးတော့တဲ့ဤလူဆိုပြီးတော့လက်ရှိပြုလုပ်နေစဉ်အတော့အတွင်းကြောင်းပြောချင်သုံးလို့ရတယ်နောက်နာ adjective ဆိုရင်တော့နာထည့်ပေးမယ် adjective ဆိုရင်တော့ဒီအတိုင်းပဲ noun ဆိုရင်တော့ not ထည့်ပေးမယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဥပမာစာကြောင်းလေးကြည့်အောင်日本にいるうちにဂျပန်မှာရှိနေတော့တော်တွင်မှာ一度富士山に登ってみたいဒါဆိုရင်တစ်ချိန်လောက်တော့ဖူဂျီတောင်ကိုတက်ကြည့်ချင်တယ်ဒါပေါ့ဒါဆိုရင်ဒီဖူဂျီတောင်တက်ဖို့ဆိုလို့ရှိရင်ကြတော့ဂျပန်မှာရှိနေတော့မဲ့အခွင့်အရေးရမှာလေအဲ့လိုစာကြောင်းလေးမှာသုံးလို့ရတယ်ကဲဒုတိယကြတော့ဟိုက်アイスクリーム溶けないうちに早く食べてくださいねအဲ့တော့ရေခဲမှုတ်ဆိုလို့ရှိရင်လည်းမပျော်ခင်အတော်အတွင်းမှာညဉ့်ညံစားနော်ဆိုပြီးတော့ဒါကဒီမပျော်ခင်ပေါ့ရေခဲမှုတ်ကလက်ရှိအခြေအနေပုံသဏ္ဍာန်မပြောင်းလဲခင်မှာစားသုံးတဲ့တယ်ဆိုပြီးတော့ပြောချင်တဲ့အခြေအနေမှာသုံးလို့ရတယ်နောက်တစ်ခု明るいうちに庭の掃除をしてしまおうအဲ့တော့လင်းနေစဉ်အတော်အတွင်းမှာဒီခြံရဲ့တန်ရှင်းရေလုပ်ကြရအောင်ဒါပေါ့မှောင်လို့ရှိရင်ဥပမာမှောင်မဲပြီးတော့တန်ရှင်းလုပ်လို့မကောင်းတော့ဘူးအဲ့တော့လင်းနေစဉ်အတော်အတွင်းမှာဆိုပြီးတော့ဒီ adjective လေးနဲ့တွဲပြီးသုံးမိထားပါတော့။ဒါကြတော့ပထမအခြေအနေကဲဒုတိယအခြေအနေကိုကြည့်ရအောင်။ဒုတိယအခြေအနေကကြတော့ A ကိုပြုလုပ်နေစဉ်အတော်အတွင်းမှာ B ဆိုတဲ့အခြေအနေကိုမသိလိုက်တဲ့အချိန်မှာအလိုအလျောက်ပြောင်းလဲရတာမျိုးဆိုလိုတာ။အဲ့တော့ verb နဲ့ noun နဲ့ဆိုပြီးနှစ်မျိုးရှိတယ်။ဒီဆက်ဆွခုပုံစံတွေကတော့ဒီပုံစံနဲ့ပေါ့နော်ကဲအဲ့တော့အရင်ဆုံးဥပမာလေးကြည့်ရအောင်音楽を聴いているうちに眠ってしまったကိုကတော့တချင်းနားထောင်နေရပဲဒါပေမဲ့တချင်းနားထောင်နေစဉ်အတော်အတွင်းမှာအိပ်ပျော်သွားတယ်ဆိုပြီးတော့အခြေအနေပြောင်းလဲသွားတာမသိလိုက်ပဲနဲ့အလိုအလျောက်အိပ်ပျော်သွားတာမျိုးပြောချင်လို့ရှိရင်သုံးလို့ရတယ်ကဲဒုတိယစာကြောင်းလေးက少し難しい曲でもနည်းနည်းလေးဒီခက်ခဲတဲ့တခြင်းဒီစာတေးသွားပဲဖြစ်ပေါ့နော်။練習を重ねるうちにဒီလေ့ကျင့်တာကိုထပ်ခါလဲလဲလုပ်နေတဲ့အချိန်တိုတင်မှာ弾けるようになりますよ။တီးလာနိုင်မယ်လေဆိုပြီးတော့ပြောထားတာပေါ့နော်။ဒါဆိုလို့ရှိရင်လေကိုကခဏခဏလေ့ကျင့်နေတဲ့အတွက်အကြောင်းမို့လို့တီးလာနိုင်တယ်ဆိုတဲ့အခြေအနေကိုပြောင်းလဲသွားတာမျိုးပြောချင်တာပါ။3番気がつかないうちに外は暗くなってきたいたအဲ့တော့ဒါဆိုလို့ရှိရင်သတိမထားလိုက်မိတဲ့အချိန်အတော်အတွင်းမှာအပြင်ကမှောင်လာခဲ့တယ်ကိုကတော့ဒီအထဲမှာအားစာကိုကုံယုံပြီးလုံနေလင်းနေစဉ်တော့တင်မှာပေါ့ဘယ်လောက်တိအောင်လဲဆိုရင်အပြင်ကမှောင်သွားတာတော့မသိလိုက်ဘူးအရန်ကြိုးစားတာအဲ့လိုမျိုး자အဲ့ဒါဆိုလို့ရှိရင်ဒီနေ့တော့ uchini grammar လေးရဲ့အသုံးပြုပုံလေးနှစ်မျိုးကိုရှင်းပြပေးပါရယ်နောက်ထပ်တူညီတဲ့ grammar 3မျိုးကျန်သေးတယ်အဲ့ဒါလေးကိုလည်းထပ်ပြီးတော့ရှင်းပြပေးပါမယ်နော်じゃ皆さんお疲れ様でしたありがとうございます